အားလုံးပဲမင်္ဂလာပါစီမံဝစ်ပါဆယ်ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီခုကျွန်တော်ရှင်းပြမှာကတော့ကျွန်တော် navigation light ညပိုင်းမှာမီးအားလုံးထွန်းမောင်းရတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်တော်ရှင်းပြပေးပါမယ်ကျွန်တော်ပြောနေကြစကားအတိုင်းပဲကျွန်တော်ရဲ့ဒီစီမံဝစ်ပါဆယ်ဟာဆိုရင်တင်မောစတက်မဲ့လူတွေနဲ့ training ယူမဲ့လူတွေအတွက်ရည်ရွယ်ထားပါတယ်ပထမဦးဆုံးတင်မောညပိုင်းမှာဆိုရင်မီးငါးလုံးထုံးမောင်းပါတယ်ဘယ်လိုမျိုးမီးတွေထုံးမောင်းလဲဆိုတော့ကျွန်တော်တို့ format light ထုံးတယ်နောက်တစ်ခါ main mask ထုံးတယ်နောက်တစ်ခုက stand light ထုံးတယ်နောက်တစ်ခုပို့ site ဖြစ်တဲ့ benny နော်ပို့ site ဖြစ်တဲ့ benny ထုံးတယ်နောက် starboard site ဖြစ်တဲ့ green light ကိုထုံးတယ် benny ညာစိမ်းလို့ခေါ်ပါတယ်အဲ့တော့ဘယ်နှလုံးထုံးမောင်းလဲဆိုတော့မီးငါးလုံးထုံးမောင်းပါတယ်ကျွန်တော်ပြန်ပိတ်လိုက်ပြီအန်ကာလိုက်အနေနဲ့ကြတော့နှလုံးထုံးပါတယ်ကျွန်တော်အန်ကာလိုက်မှာဆိုရင်4အန်ကာလိုက်နဲ့ stand အန်ကာလိုက်နှလုံးထုံးပါတယ်တကယ်လို့နေပိုင်းမှာဆိုရင်တော့အန်ကာလိုက်နေရာမှာကျွန်တော်တို့အန်ကာဘောတင်ပါတယ်ကျေးဇူးတင်ပါတယ်